Hello ဒီနေ့မှလည်း lunch box မပါတဲ့နေ့မို့ညနေစာအပြင်ထွက်စာဖြစ်ခဲ့ပါတယ်။ကျုံးပေးကဒီဂျီတာဝါမှာတော့စမှာပါ။ဆိုင်နေများရှိရတဲ့ကမှဒီမာလာဖော့ဆက်ကလေးစားပါမယ်ရှင်။နေ့လည်စာစားချိန်မို့ဆိုင်ထဲမှာတော့လူပြေးပါပဲ။မှတ်ထားရနေတော့ရောက်လာပါပြီ။သူကတယောက်စာအတွက်တော့ပူရှင်းရနေနေကြီးရပေါ့နော်။စားလိုက်မှထားတာမို့ထမင်းနဲ့အေးပါပါလာတယ်။မာလာဆိုင်နေတဲ့ကမှဒီမာလာဆုပ်လေးရတော့အရသာလေးလေးပပင်ထီထီမီမီနဲ့စားလို့ကောင်းပါတယ်ရှင်။အမို့အသားပဲပြခေါင်းဆွဲနဲ့ပဲပင်ပေါက်တို့အဓိကပါဝင်ပါတယ်။ဖြော်ရည်လေးကလည်းစီဒီဖြော်ရည်လေးမို့ချင်းချင်းလေးနဲ့တောက်လို့ကောင်းပါတယ်ရှင်။အများကြီးစားပြီးရတော့ပကံထဲမှာအများကြီးကြံသေးတာမို့ဆက်စားလိုက်ပါအောင်မယ်ရှင်။သားတွေကိုအရင်ဆုံးကိုအောင်စားခဲ့ပါတယ်။နေ့နေ့စားလေးစားပြီးသွားပြီမို့အေးဖြော်ရည်လေးပါဆက်ယူပြီးအလုပ်ပြန်သားလုပ်လိုက်ပါအောင်မယ်ရှင်။